ကဲ okay ဆိုတော့ rapper တွေပါညာပြလုံးဝပဲကျွန်တော်အောင်သူမိရပဲကျွန်တော်စားတိုင်းပဲကဲကျွန်တော်အောင်သူနောက်တစ်ချက်မရောက်သားကျတိုင်းလို့ရေအကင်းထွက်သလား flick အိုး five လို့ okay ဟုတ်ပြီမရောက် okay edit မေကောင်းတယ်အမှန်ကန်ပဲအောင်သူတေးဖို့များပါရောအောင်သူတေးဖို့များပါတော့မရောက်ဒီဘက်ကတော့ဒီဘက်မြတ်ပါတော့ဒီတော့အလေရတယ်တွေးတက်တယ်အောက်ဆုံးကလည်းတွေးတက်တယ်ဒီဘက်ကစားပါအိုးငါချက်ရုံနားနေပြီရောက်နေတကယ်ထွက်သလားပြေးတော့ရောက်မပြေဘူးကိုရတိတ်မတက်ဘူးပြနေတယ်ကိုရတိတ်မတက်ဘူးပြနေ okay နောက်တစ်ချက်တော့မရောက်တိုင်းရှိနေပါအိုးအောင်သူရောက်နေဒီပွဲရောက်နေအောင်သူရတယ်ကျဲနေပြီတော့ရောက်နေယူထားတာပေါ့နော်ဆိုတော့ global number 1ဆိုတာလေဒါကမ္ဘာလုံးမှာလုံးဝတယောက်တည်းရှိတဲ့ပုံစံမျိုးတိုက်တယ်လက်ရှိကတော့ global number 2နော်ပွဲပေါင်း1800ကျော်တယ် Trezala versus ကျွန်တော်အောင်သူအဲ့ဒီပွဲ rule ကတော့ကျွန်တော်ရိုးရှင်းတယ် Trezala ကတော့ကျွန်တော် all different ရမယ်အောင်သူက two different ပုံစံမျိုးနဲ့သူတို့နှစ်ယောက် adjust လုပ်ပြီးတော့ဆော့ထားတဲ့ပွဲတစ်ပွဲဖြစ်တယ်ဆိုတော့အခုလက်ရှိကတော့ okay ဆိုတော့အောင်သူ Aero versus ကျွန်တော် the game Trezala global number 1 Trezala versus ကျွန်တော်အောင်သူရဲ့ကျွန်တော် versus 3 game number 1ပဲဖြစ်ပါတယ်ဆိုတော့ဝင်လာကြတဲ့ဒီကိုမောင်နှမအနေနဲ့ကျွန်တော် YouTube channel swim match 2.0 ကိုလည်းကျွန်တော် subscribe လေးတွေ YouTube မှာကြည့်နေ subscribe လေးတွေကျွန်တော် like လေးတွေ notification လေးလုပ်ပေးကြလို့ရတယ်လို့ကျွန်တော် Facebook မှာကြည့်နေကျွန်တော် like လေးအသေးလေး share လေးတွေ notify လေး follow လေးလုပ်ပေးကြလို့ရတယ် TikTok မှာကြည့်နေတော့ကျွန်တော်follow လေးအသေးဝါရောင်လေးနှိပ်ထားလို့ရပါတယ်လက်ဆောင်လေးပေးခြင်းလေးရပါတယ်ကဲဆိုတော့အားလုံးပဲကျွန်တော် versus 3 game number 1ဆိုတော့ဆောက်ရဲကျွန်တော်မာရဲဆိုရဲဒီ hero တွေလို့ပြောလို့ရဗျာနော်ကျွန်တော်ဒီ Trezala ဆိုတာကလည်းကျွန်တော်လုံးဝ6ခဲလုံးဗျဆိုတော့လုံးဝပဲဒါကြီး Trezala အနေနဲ့ကတော့ RD game လေးမှာတော့အောင်သူ့ကိုတော့အသာစီးရပဲကျွန်တော်ရိုက်ရိုင်းနေပဲကျွန်တော် first item base တစ်ခုရတော့ကျွန်တော် warrior boost ဗျဒီနေ့ကတော့ rest of မပြေတော့ဘူးဆိုတော့ကျွန်တော်ပွဲရမ်းများတယ်ဗျအခုမနေ့ကကိုရဲဆိုင်ကိုကြိတ်ကြအောင်ပဲကိုရဲဆိုင်5.5ဆိုတော့ YouTube လာလေးကျွန်တော် subscribe လေးတွေတင်ပေးကြအောင်ခင်ဗျာဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်လက်ဆောင်လေးပေးလို့ကျေးဇူးတင်ပါတယ်ခင်ဗျာ TikTok ညူကီလေးကျွန်တော်ဟိုပါပါလေ happy လေးပဲပေးရအောင်နော်မင်းစီပန်းထက်က happy လေးပဲပေးပါဒါကြေးပွဲမဟုတ်ဘူးကိုကြီးနော်ကြေးပွဲမဟုတ်ပါဘူးခင်ဗျာကြေးပွဲမဟုတ်ပါဘူးနော် okay ကျွန်တော် edit မေကျွန်တော်မြန်မာလိုကြီးကျွန်တော်တာဝါလေးဝင်ပြီးတော့ကျွန်တော်ဖျဲသားလေး first item ကျွန်တော်ကန်ဟိုဘက်ကတော့အမြန်ပြေးရဲ့ဖက်နှက်နဲ့ကျွန်တော် war ace နဲ့ဆို family တော့ဟာအကုန်လုံးနည်းနည်းတွားတူနေတယ် fair ဖြစ်တယ်လို့ပြောလို့ရတယ်ဗျာ rapper ကလည်းလုံးဝဖြစ်တစ်ခုပဲကျွန်တော်ပေးသွားမလားကဲ okay ဆိုတော့ rapper တွေပါညာပြလုံးဝပဲကျွန်တော်အောင်သူအမိရပဲကျွန်တော်စားတိုင်းပဲကဲကျွန်တော်အောင်သူနောက်တစ်ချက်မရောက်သားကျတိုင်းလို့ရေတကင်းထွက်သလား flick အိုး five လို့တကင်းထွက်သလားအနေနဲ့ကျွန်တော် five လို့ဆိုရင် hit တကောင်ကိုကျွန်တော်ရာတိုင်းနေပဲအောင်သူအနေနဲ့ကတော့ကျွန်တော်ဒီပွဲမှာကျွန်တော်ရှုံးသွားမလားအမှန်တိုင်းပြောရမယ်ဆိုလို့ရှိရင်တော့ဒီ Trezala ကတော့နည်းနည်းလေးပို့ပြီးတော့ဒီပွဲမှာနိုင်ဖို့လောက်က chance ကနည်းနည်းပိုများတယ် order friend လေးရတဲ့ပြင်မှာတာဝန်မချိုးချင်းဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော် Trezala ကတော့ပို့ပြီးတော့အဆင်ပြေမယ်လို့တော့ကျွန်တော်ထင်တယ်နောက်တစ်ခုကကျွန်တော် Aero ကသူ Trezala ကိုထိုးဖို့အတွက်ကနှစ်ချက်နဲ့လုံးဝ Trezala မပြတ်နိုင်ဘူးဒါကျွန်တော်ထင်တာဒါပေမဲ့ set 650ပြည့်သွားရင်တော့ကျွန်တော်မပြောတတ်ဘူးပေါ့နော် maybe okay YS နဲ့ကျွန်တော် second item base တခုရအောင်ကျွန်တော် defend တွေပါညာပဲသွားမလားအောင်သူအနေနဲ့ကကျွန်တော် first block တွေပါညာကြာသွားခဲ့ပြီဆိုရင်နေရာတခုမှာကျွန်တော် walking back တွေပါညာပါစားတိုင်းနေပဲတကင်း Trezalaဆိုတော့နည်းနည်းလေဂိမ်းတွေပါညာနည်းနည်းကြာသွားရင်တော့နည်းနည်းလေးကြည့်နေတယ်ကျွန်တော်လေဂိမ်းလုံးဝ full item မှာ stat တွေအကုန်လုံးပြည့်သွားမယ်ဆိုလို့ရှိရင်တော့ Aero ပဲနိုင်မလား Trezala ပဲနိုင်မလားကြည့်ရမှာပေါ့နော်hero nature ကတာတယ်ဆိုတာထက်ကိုကျွန်တော်ဘယ်လိုပြောရမလဲဆိုတော့ဒီ hero တက်ကောင်ကျွန်တော်ပိတ်မှာမတွေ့ဘူးနောက်တစ်ခုဒီ hero တက်ကောင်က Trezala ဟိုပါလေ hero nature မတူးရတယ်ဗျမတူးဆိုတာဟို Aero ရဲ့လက်တီးထိုးချက်ကဘယ်လောက်ပြင်းပြင်းဒီလို Trezala ရဲ့ဒီကြောက်ခဲတော့လုံးဝဖြတ်နိုင်မှာမဟုတ်နောက်တစ်ခုက Trezala auto ပေးတဲ့ပုံစံမျိုးပါတယ်ဒီကောင်ရဲ့ ambulance ရောokay ထိုးပြီမရောက် okay edit မေကောင်းတယ်အမှန်ကန်ပဲအောင်သူတေးဖို့များပါရဲ့အဲ့လိုဆိုရင်အောင်သူတေးဖို့များပါ short မရဒီပွဲကတော့ဒီပွဲမြတ်ဘာတော့ဒီကောင်ရဲ့အလေရတယ်တွေးတက်တယ်အောက်ဆုံးကလည်းတွေးတက်တယ်ကွာဆိုတော့အဲ့ဒီဥစ္စာမှာကျွန်တော် YA ဆိုတဲ့ item တစ်ခုလေကျွန်တော်တုံးထားခဲ့ပြီဆိုရင်ဒီဟာကမှတွေးရလဲအမှန်တိုင်းပြောမယ်ဆိုရင်အောင်သူနေနဲ့ dominant ထည့်မယ်ဆိုရင်တော့မှ Trezala တွေးရတတ်မှာပဲကဲအောင်သူနေနဲ့အမှန်တိုင်းပြောတိတ်တော့မလွယ်ဘူးဗျပွဲကြီးရတယ် Trezala နဲ့ Aero နဲ့မလွယ် Trezala နဲ့အမှန်တိုင်းပြော global number 1 Trezala ဖြစ်တဲ့အတွက်ကြောင့်မို့တခြား Trezala တွေထပ်ပိုကောင်းမယ်Trezala ကိုလည်းသွားပြီးတော့သွားရှုပ်လို့တော့မရအောင် okay ကျွန်တော် edit ကောင်းတယ်မရအောင်သူရှော့မှာပဲသားအောင်သူရှော့မှာ robot ရပြရှော့ပဲသားရနော်အဲ့ဒါပဲထသားလေးရဆိုရင်မဲ့လို့လေကဲအောင်သူနေနဲ့ကတဖုံဖုံတိုင်းနဲ့တေတိုင်းနေပဲကျွန်တော် versus 3 game number 1ကတော့အောင်သူရှုံးဖို့တော့များနေပြီအဲ့တော့ဒီပွဲပြီးွားရင်ကျွန်တော်တို့ဒီ matchman player တွေအတွက် position ကောင်းကောင်းကြည့်လို့ရမယ်ကျွန်တော် KV versus ကျွန်တော် IMU Granger ဆိုတဲ့ပွဲရှိမယ်ဗျအဲ့ပွဲဒီကျွန်တော်တို့ယူတင်တဲ့အနေအထားတစ်ခုမှာပဲရှိတယ် IMU ကလည်းလက်ရှိအနေအထားတစ်ခုမှာစိတ်တော့မပါသေးဘူး game ကစိတ်တော့မပါသေးဘူးဆိုရင်ကျွန်တော်လည်းဆွဲခေါ်တာTrezala နဲ့ H bound နဲ့တီးနေတယ် Trezala အဲ့လိုပေါ့ hero nature ပေါ့ဗျာ Trezala နဲ့ H bound နဲ့ဆိုလို့ရှိရင် H bound ကနည်းနည်းလေးတာတယ်လို့ကျွန်တော်ပြောလို့ရတယ်ဒါပေမဲ့ကျွန်တော်ဒီတက်ကြရောကျွန်တော်မသိဘူးပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော် H bound ဆိုတာအနောက် hero ဗျာအိုး flicker edit မေ right time ကျွန်တော်အောင်သူ rapper တွေကိုပဲကျွန်တော်စားတိုင်းနေပဲကဲအောင်သူမရဘူးတိုင်းအောင်သူတိတ်ပြီမရတော့ကျွန်တော် 4G reset တစ်ခုရကျွန်တော် the game Trezala ကဲဆိုတော့ game နဲ့မဝင်မှာတော့နိုင်တော့နိုင်သွားခဲ့ပြီဆိုတော့ game 2တစ်ခုလည်းကျွန်တော်ကြည့်ရအောင်ပဲဗျာ Aero အနေနဲ့ကတော့ global number 1 Trezala ကိုတော့ကျွန်တော် game 1မှာရှုံးသွားပြီဆိုတော့ game 2မှာဘယ်လိုလုပ်မလဲမေးကြည့်မှသိပါ